Do Re Mi Fa Sol La Ti Do အတန်အနှိမ့်အမြင့်တနေရာကနေကြားလာပြီဆိုလို့ရှိရင်တော့ခန္ဓာကိုယ်မှာရှိတဲ့ပြုံတသေးလေးဆိုရင်နားကနေမှတစ်ဆင့်ဝင်လာတယ်ဝင်လာပြီးတော့နားထဲမှာရှိတဲ့ပထမဦးဆုံးနားစီကိုရိုက်ခတ်တယ်နားစီက drum လိုပဲ drum ရဲ့အပေါ်မှာရှိအပြားလေးလိုပဲသူ့ရိုက်ခတ်ပြီးဆိုလို့ရှိရင်တော့သူ့မှာရှိတဲ့အနောက်မှာအယိုး၃ခုကလှုပ်သွားတယ် Malleus Incus Stapes တစ်ခုလှုပ်တော့နောက်တစ်ခုပါလိုက်လှုပ်တယ်နောက်ဆုံး Stapes ပါလှုပ်သွားတယ်အဲ Stapes လှုပ်သွားတော့ Stapes ကသူ့နောက်မှာရှိတဲ့ cochlea လို့ခေါ်တဲ့ခရုပတ်ပုံအဝိုင်းပြုံကြီးကိုသူကတွန်းလိုက်တယ်လို့ဖြစ်သွားတယ်အဲ့ပြုံအဝိုင်းထဲမှာရေတွေရှိတယ်အဲ့ရေတွေက Do Re Mi Fa Sol La Ti Do ဆိုတဲ့အတန်ကိုအာယုံခံတာမဟုတ်ဘူးရေတွေကလှုပ်ပဲလှုပ်သွားတယ်တကယ်အာယုံခံတာကအဲ့ရေတွေရဲ့ခရုပတ်ပုံအဝိုင်းထဲမှာရှိတဲ့သပင်ဆဲလေးတွေကအာယုံခံတာသပင်ဆဲဆိုပေမဲ့ဒါအမွှေးဆဲလေးတွေပေါ့အဲ့အမွှေးဆဲတစ်ချောင်းချင်းစီမှာအမွှေးလေးတွေရှိသေးတယ်တေးလေးတွေရေကလှုပ်သွားပြီဆိုလို့ရှင်အဲ့အမွှေးလေးတွေကလှုပ်သွားတယ်အဲ့အမွှေးလေးတွေလှုပ်သွားပြီဆိုရင်အဲ့အမွှေးကနေမှလျှက်စစ်စီချောင်းကလှုံ့ဆော်ခြင်းခံလိုက်ရတယ်ဒီလိုမျိုးလှုံ့ဆော်ခြင်းခံလိုက်ရတဲ့အခါမှာအဲ့အမွှေးလေးတွေမှာ ion ဆိုတဲ့ sodium နဲ့ chloride တွေ calcium တွေကသပင်ဆဲလေးတွေဝင်သွားပြီးတော့အိတ်ကလေးတွေနဲ့ထုတ်ပြီးသားဖြစ်သွားတယ်အဲ့ဒီအခါမှာအဲ့အိတ်ကလေးတွေကနေမှတစ်ဆင့်နားအာယုံကြောကိုအိတ်ကလေးထဲမှာရှိတဲ့ chemical လေးတွေကဝင်သွားပြီးတော့နားအာယုံကြောလှုံ့ဆော်လိုက်တဲ့အခါမှာနားအာယုံကြောဒီမှာတစ်ဆင့်အုံနောက်ကအတန်ကိုကြားရတာဖြစ်တယ်အဲ့ဒီသပင်ဆဲလေးတွေကလှုံ့ဆော်မှုကတနေရာနဲ့တနေရာမတူအပြင်ဆုံးခရုပတ်ပုံအဝိုင်းမှာဆိုတော့အရန်ဆူးတဲ့အတန်ပလွေတန်မျိုးကိုသူကအာယုံခံတယ်ပြီးတော့ခရုပတ်ပုံရဲ့အပေါ်ပိုင်းအောက်ဆုံးအလွှာမှာဆိုလို့ရှိရင်တော့သူကဓာတ်ပိုးခရအတန်မျိုးအာယုံခံတယ်ခရုပတ်ပုံအပေါ်ဆုံးမှာဆိုလို့ရှိရင်တော့အောဆုံးအနှိမ့်ဆုံးအတန်မျိုးဒူဘာလို့ခေါ်တဲ့အနှိမ့်တန်လေမှုတ်ဒူရီယာမျိုးအတန်ကိုအာယုံခံတယ်ဒီလိုနဲ့ရရှိလာတဲ့အတန်အနှိမ့်မြင့်ကိုအာယုံကြောလေးတွေကနေမှတစ်ဆင့်အုံနောက်ကသိရှိပြီးတော့အတန်ကိုကြားနိုင်ခြင်းပဲဖြစ်ပါတယ်